အတွဲ1အခန်း14 minus မင်းကိုယ်တိုင်တောင်းတာဘာလို့မကင်တာလဲ12နာရီလောက်ဆိုတော့နေ့လယ်စာစားချိန်ပဲအဖေတို့အခုပြင်ဆင်နေတုန်းဆိုတော့နေ့လယ်မှာအနားယူလေးရှိတယ်ဒါကြောင့်ဖုန်းကင်တင်တာပဲလော်ဖုန်းကသူ့ဖုန်းမျက်နှာပြင်ကိုတန်တရားနဲ့ကြည့်ရင်ဖုန်းတယ်နေရာရှာဖွေသည့်လှုပ်ဆောင်ချက်ကိုနှိပ်လိုက်တယ်ဖုန်းမျက်နှာပြင်မှာရန်ကျိုးမျိုးရဲ့မြေပုံကိုချက်ချင်းပြသလာတယ်မြေပုံပေါ်ကအနီရောင်အဆက်လေးကလော်ဖုန်းရဲ့ဖုန်းတယ်နေရာကိုပြပြီးအစိမ်းရောင်အဆက်လေးကအဖေဖုန်းကိုပြတယ်ငါရှိတဲ့နေရာနဲ့တိတ်မဝေးဘူးပဲလော်ဖုန်းကအဖေရှိတဲ့နေရာကိုခဏလေးအတွင်းတီးလိုက်ရတော့ပြုံးမိသွားတယ်အဖေစီပြေးသွားပြီးသတင်းကောင်းကိုကိုယ်တိုင်ပြောမယ်လော်ဖုန်းကဖုန်းမြေပုံပေါ်ပြတဲ့နေရာကိုမြန်မြန်သွားလိုက်တယ် GN ဒေတာစကိုင်းဥယျာဉ်ရက်ကွက်မြန်မြန်လေးဒီပစ္စည်းတွေကိုရွှေ့ကြအနားယူပြီးနေ့လယ်စာစားကြငါတို့လည်းထမင်းသွားစားရမယ်အဲ့ဒီရက်ကွက်ထဲကကိုပိုင်ဗီလာတစ်လုံးရဲ့မြက်ခင်းပြင်မှာကြံဟောင်ပိုင်းကဖြူဖြော့နေပြီးဘောင်းမီရှည်ဖြူဝတ်ထားရင်အလုသမားတွေကိုအားပေးနေတယ်သူ့ဘေးမှာမျက်နှာတင်းမာတဲ့ကိုရန်တော်3ယောက်လည်းရှိတယ်အရှင်မမြန်ပါနဲ့ဒီပရိဘောဂတွေကအလွန်တန်ဖိုးကြီးတာပါပေါ့မထားပါနဲ့လူထက်ထည့်ပြီးနည်းနည်းပူစူးစားလုပ်ကြပါကိုပိုင်မြက်ခင်းပြင်ဘက်မှာထကားတစ်စီးရထားပြီးအလုံးပိတ်တစ်သားပရိဘောဂတွေအများကြီးရှိတယ်ဒီခေတ်မှာတစ်သားပရိဘောဂတွေကအရန်တန်ဖိုးကြီးပြီးဈေးကြီးတယ်လက်တဆုပ်စာလူတွေပဲပိုင်ဆိုင်နိုင်တဲ့စိန်ခံပစ္စည်းတွေပါဘာလို့လဲဆိုတော့လူသားအလုံးကမြို့တွေထဲမှာနေတယ်လေတစ်ပင်စိုက်ဖို့နေရာဆိုတာအင်မတန်ရှားပါပြီးတစ်ပင်အများစုကအလှဆင်ဖို့ပဲမြို့ပြင်မှာတစ်ပင်တွေအများကြီးရှိပေမဲ့တာရဲတွေလည်းအများကြီးရှိတယ်တစ်လုပ်ငန်းအတွက်တာရဲတွေကိုတိုက်ရမှာမို့တစ်ဈေးကအရမ်းမြင့်တယ်ဒီခေတ်မှာလူအများစုရဲ့ပရိဘောဂတွေကပလတ်စတစ်နဲ့လုပ်ထားတယ်အကောင်းစားတွေကြတော့ဖန်နဲ့လုပ်တယ်တာမန်မိသားစုတစုကတစ်သားပစ္စည်းတွေကိုမတတ်နိုင်ဘူးသတိထားနော်ပြင်ဆင်ရေးကုမ္ပဏီကအလုပ်သမားတွေကလေးလံတဲ့ပရိဘောဂတွေကိုထရက်ကားပေါ်ကနေမြေပေါ်ကိုတေချာရွှေ့လိုက်တယ်အဲ့ဒီနောက်အလုပ်သမား3ယောက်ကပရိဘောဂတွေကိုမြက်ခင်းထဲကိုတေချာရွှေ့တယ်သတိထားကွာကြံဟောင်ပိုင်းကမျက်မှောင်ကျုံရင်သတိပေးတယ်ဒါကတကယ်အရေးသွေးမြင့်တစ်သားနဲ့လှုပ်ထားတဲ့ပရိဘောဂကျိုးသွားရင်မင်းတရေစီမှာဒုက္ခရောက်မှာပဲဟူအလုသမား3ယောက်ကပရိဘောဂကိုတေချာရွှေ့တယ်ပရိဘောဂကအရန်တန်ဖိုးကြီးပြီးလေးလံတယ်အနှစ်1000ကီလိုလောက်ရှိတယ်အလုသမား3ယောက်အတွက်ရွှေ့ရတာနည်းနည်းတော့အလုပ်ရှုပ်တယ်ခဏရက်ပြီးအနားယူအောင်နောက်မှတဟုန်တဲ့အိမ်ထဲရွှေ့မယ်ရှေ့ကနေမှနေတဲ့အလုသမားကအမိန်ပေးတယ်ဒီမှာခဏချထားဖြည်းဖြည်းပေါ့အလုသမား3ယောက်ကပရိဘောဂကိုမြက်ခင်းပေါ်ဖြည်းဖြည်းချထားတယ်ဒါမှသာခါးကိုဖြောင်းပြီးအသက်ကောင်းကောင်းရှူနိုင်တော့တယ်ဟောင်းလောဒါလုပ်ပြီးတာနဲ့ငါတော့ဘိုက်ဆောင်နေပြီအရက်ရှိတဲ့အလုသမားကကိုဆန့်ထုတ်ရင်ဒီတစ်ခုနဲ့နောက်ထပ်2ခုရွှေ့ပြီးရင်ပြီးပြီဒါဆိုအားလုံးအတူတူထမင်းစားလို့ရတယ်လော်ဟုံကောကအခြားအလုသမား2ယောက်ကိုကြည့်ရင်ရဲလိုက်တယ်သူ့အင်ကြီးနဲ့ချွေးတွေတုပ်တယ်ဇွန်လဖြစ်ပြီးနေ့လယ်1နာရီလောက်နေအပူဆုံးချိန်ပဲသူတို့3ယောက်အတွက်1000ကီလိုလောက်ရှိတဲ့တန်မိုးကြီးပရိဘောဂတစ်ခုကိုရွှေ့ရတာတကယ်ကိုပင်ပန်းတဲ့အလုပ်ပါမြန်မြန်လုပ်ကြကြံဟောင်ပိုင်းကစိတ်မရှိစွာအမိန်ပေးတယ်အေးလော်ဟုံကောကကုန်းပြီးပရိဘောဂကိုဆွဲတယ်အေးကောင်စူးစမ်းကြဒီပရိဘောဂကိုအိမ်ထဲရွှေ့ကြလာ1 2 3မေတေလော်ဟုံကောနဲ့အဖွဲ့ကအတူမှပြီးလမ်းတွေကိုတေချာတက်သွားတယ်သူတို့ကအိမ်ထဲကိုမြန်မြန်ဝင်ပြီးနောက်တော့ပြန်ထွက်လာတယ်လော်ဟုံကောနဲ့အဖွဲ့ကြံဟောင်ပိုင်ဘေးကဖြတ်သွားတဲ့အခါကြံဟောင်ပိုင်ကသူတို့စီကထွက်တဲ့ချွေးနှံကိုရတော့မျက်မှောင်ကျုပ်လိုက်တယ်ဆင်းရဲသားဆိုတာဆင်းရဲသားပဲဒီလိုခါးသီးတဲ့အလုပ်မျိုးလုပ်ရတယ်တစ်သက်လုံးခါးသီးတဲ့ဘဝနဲ့ပဲနေရမှာကြံဟောင်ပိုင်ကစိတ်ထဲတွေးလိုက်တယ်ကြံဟောင်ပိုင်ရဲ့အဖေကချမ်းသာတယ်ဒါကြောင့်သူကချမ်းသာတဲ့မိသားစုမှာမွေးတယ်ကြံဟောင်ပိုင်ကလူဖွဲ့စည်းရဲ့အောက်ခြေကလူတွေကိုအမြဲတမ်းအထင်သေးတယ်သူ့အမြင်မှာဒီလိုခါးသီးတဲ့အလုပ်တွေလုပ်ဖို့ဆန္ဒရှိတဲ့သူတွေကတိုက်ပွဲဝင်စိတ်ဓာတ်မရှိဘူးဒီလိုခါးသီးတဲ့နေ့ရက်တွေနဲ့ထိုက်တန်တယ်ပေါ့တတိထားတကားကိုမထိစေနဲ့လော်ဟုံကော်နဲ့အဖွဲ့ကပရိဘောဂကိုတဆင်ချင်းသေးချရွှေ့တယ်သူတို့ရဲ့အင်ဂျီတွေချွေးတွေဆူနေတယ်ချွေးတစ်စက်ကခေါင်းပေါ်ကနေယိုစီးကျပြီးလဲပင်ထဲကိုရောက်သွားတယ်အိမ်အပြင်မှာခဏနာဦးလော်ဟုံကော်ကပရိဘောဂကိုချပြီးအသက်ရှူမှန်အောင်လုပ်တယ်သွား1 2 3မှတ်လော်ဟုံကော်နဲ့အဖွဲ့ပင်ပန်းပေမဲ့သူတို့ဒီအလုပ်ကို20ကနေ30လောက်လုပ်လာတာမို့ကျင်သားရနေပြီသူတို့ကသူတို့ရဲ့ကန့်သက်ချက်ကိုသိတယ်ဒါကြောင့်အမှားယွင်းတွေခဲဖြစ်တယ်ခဏကြာတော့လော်ဟုံကော်နဲ့အဖွဲ့ကနောက်ဆုံးပရိဘောဂတစ်ခုကိုတွားရွှေ့တယ်ပူတယ်ကွာကြံဟောင်ပိုင်ကခေါင်းမပြီးကောင်းကင်ကိုကြည့်တယ်ဝမ်းကိုနောက်မှအနာကစားတော့ဆိုင်မှာတွားစားမယ်ကျေးဇူးပါရှင်ကိုရန်တော်3ယောက်ကရင်းပြန်ဖြေတယ်ကြံဟောင်ပိုင်ကအလုသမား3ယောက်တည်လာတဲ့နောက်ဆုံးပရိဘောဂကိုကြည့်ပြီးနှာခေါင်းကနေဟဲ့ထုတ်လိုက်တယ်သူကဒီလိုတောင်သူ့လေသမားတွေကိုမုန်းတယ်ရုတ်တရက်သူ့ကြီးကကြမ်းခင်းအတွက်သုံးထားတဲ့စကျင်ကြောက်ပေါ်ကိုရောက်သွားတယ်ကြောက်ပြားတစ်ပြားမှာအကွဲချောင်းရှိတယ်ရက်အနေငယ်ကသူ့ကိုရန်တော်တွေနဲ့လေ့ကျင့်တုန်းကမတော်တဆဖြစ်သွားတာကြံဟောင်ပိုင်ရဲ့မျက်လုံးတွေလက်လာတယ်ငါဒီရက်ပိုင်းပတ်စံရှားနေတယ်အခုကကောင်းတဲ့အခွင့်အရေးပဲဒီအချိန်မှာလော်ဟုံကော်နဲ့အဖွဲ့ကတတိယပရိဘောဂကိုရွှေ့ဖို့အလုပ်များနေတယ်ရုတ်တရက်ဖုံးမြေတန်ကြားတယ်ပရိဘောဂရွှေ့နေတဲ့လော်ဟုံကော်ကစိတ်ထဲမှာဝမ်းသာသွားတယ်ဖုံးစီကဖြစ်မှာပဲဒါပေမဲ့လော်ဟုံကော်ကပရိဘောဂရွှေ့နေတာမို့ဖုံးကင်လို့မရဘူးပရိဘောဂချပြီးမှပြန်ခေါ်ရမယ်အိမ်အပြင်မှာခဏနာပေါ့ဖြည်းဖြည်းလော်ဟုံကော်နဲ့အဖွဲ့ကပရိဘောဂကိုဖြည်းဖြည်းချလိုက်တယ်လော်ဟုံကော်ကဖုံးကိုအိတ်ကတ်ထဲကထုတ်တယ်ကြီးလိုက်တော့သူ့သားစီကပဲသူပြုံးပြီးပြန်ခေါ်ဖို့ပြင်တယ်
မင်းတို့ဘာဖြစ်နေတာလဲဟေးတတိထားဖို့ပြောထားတယ်မင်းတို့ဘာလုပ်နေတာလဲဒေါသတန်တန်ထွက်လာတယ်လော်ဟုံကော်နဲ့အဖွဲ့ကအံ့အားသင့်ပြီးခေါင်းတွေလှည့်ကြည့်တော့ချန်ဟောင်ပိုင်ရဲ့မျက်နှာမိုင်းမိုင်းကိုပဲမြင်ရတယ်ချန်ဟောင်ပိုင်ကစကြင်ကြောက်ကိုထိုးပြရင်းဒေါသတကြီးပြောတယ်မင်းတို့ဒါလုပ်ပုံကဒါလားအာယုံမဆိုင်ဘူးကြည့်ငါအိမ်ရဲ့ကြံခင်ကိုမင်းတို့ကျိုးသွားစေတယ်ဒါကနတ်ရှမ်းစကြင်ကြောက်မြို့ပြင်ကနေဝယ်လာတာကြောက်တပြားကိုဒေါ်လာ3သိန်းလောက်ကျတယ်မင်းတို့ပေးနိုင်မလားဟာလော်ဟုံကော်နဲ့အဖွဲ့ကခေါင်းငုံပြီးကြည့်လိုက်တယ်ဟုတ်ပါတယ်လမ်းဘက်ကကြံခင်ပေါ်ကစကြင်ကြောက်တပြားမှာအကွဲကြောင်လေးရှိတယ်ဟမ်မင်းတို့ကုမ္ပဏီတထေးကိုခေါ်မယ်ဒါပါလေကြံဟောင်ပိုင်ကဒေါသထွက်နေတယ်ဝမ်းကိုမင်းမှာသူတို့ကုမ္ပဏီဖုန်းနံပါတ်ရှိတယ်မဟုတ်လားသူတို့ကုမ္ပဏီကိုခေါ်ပြီးတထေးကိုဒီကိုခေါ်ခဲ့ဒီလူတွေနဲ့စကားပြောလို့အကျိုးမရှိဘူးသူတို့ကုမ္ပဏီဖုန်းနံပါတ်ရှိတယ်ဝမ်လို့ခေါ်တဲ့ကိုရန်တော်ကချက်ချင်းဖုန်းထုတ်ပြီးခောက်လိုက်တယ်လော်ဟုံကော်နဲ့အဖွဲ့ကကောင်းကောင်းသိတယ်ဟုတ်မဟုတ်ဘူးအလုသမားကြီးကချက်ချင်းပြောတယ်စာကျင်ကြောက်ပေါ်ကအကွဲကြောင်းကအရင်ကတည်းကရှိတာငါတွေ့တယ်စင်ကြီးလားစင်ကြီးပေးလို့အကျိုးမရှိဘူးကျန်ဟောင်ပိုင်းကကြက်ကြဲရဲလိုက်တယ်လော်ဟုံကော်ကမျက်မှောင်ကျုပ်လိုက်တယ်အတွေ့အကြုံရင်အလုသမားအိုတယောက်အနေနဲ့ဒီလိုအငင်းပွားမှုမျိုးကအင်မတန်ဒုက္ခပေးတယ်ဆိုတာသူသိတယ်ကုမ္ပဏီကနာမည်ကုံသတင်းကိုအရန်တန်ဖိုးထားတယ်နာမည်ပြက်ရင်ကုမ္ပဏီမှာတက်တည်မရှိဘူးဆိုရင်ကုမ္ပဏီကပဲရောပေးရတတ်တယ်ကုမ္ပဏီကပတ်စံပေးရင်အဲ့ဒီပတ်စံကိုတာဝန်ရှိတဲ့အလုပ်သမား3ယောက်ရဲ့လစာကနေနှုတ်တယ်ပရိဘောဂတွေကိုအရင်ရွှေ့ပြီးမှစကားပြောရအောင်လော်ဟုံကောကပရိဘောဂကိုမှဖိုးသွားရင်ပြောတယ်ပရိဘောဂရွှေ့မလားကြံဟောင်ပိုင်ကရှေ့တိုးပြီးလော်ဟုံကောကိုတွန်းကအလုပ်သမား3ယောက်ကိုစတင်ဟောပြောတယ်လှည့်ကွက်တွေမထွင်နဲ့စကြင်ကြောက်ပေါ်ကပရိဘောဂကပဲတက်သည်ပရိဘောဂတွေကိုအိမ်ထဲရွှေ့ပြီးညှင်းကျင်တာလားဒီလိုလှည့်ကွက်တွေကိုငါအချိန်ချင်းမြင်ဘူးပြီမင်းတို့တထေးလာတဲ့အထိစောင့်ပြီးမှပြောဟောင်လောအခြားလူသမား2ယောက်ကလော်ဟုံကောကိုကူညီဖို့သွားတယ်ရှားပါတယ်လော်ဟုံကောကသူ့ပခုံးကိုခါချလိုက်တယ်လူတွေကိုဘာလို့တွန်းရတာလဲစကြင်ကြောက်ကိုငါတို့မှတ်အပ်တယ်မသိကြဘူးတွန်းတာကဘာအဓိပ္ပာယ်လဲအခြားလူသမား2ယောက်ကချက်ချင်းမျက်စောင်းထိုးပြီးဒေါသတကြီးပြောတယ်ဒီလိုအလုပ်တွေလုပ်တဲ့သူတွေကဘာကူမှမကြောက်ဘူးဒေါသထွက်ရင်ရန်ဖြစ်တတ်တယ်ရဲတွေဖမ်းသွားရင်တော့သူတို့ကပတ်စံပဲလိုတာအသက်မလိုဘူးဒါကြောင့်ရဲတွေလည်းသူတို့ကိုဘာမှမတတ်နိုင်ဘူးနောက်ဆုံးလွတ်ပေးရတယ်ငါနဲ့အငင်းမလုံးနဲ့ကြံဟောင်ပိုင်ရဲ့ခြေထောက်နှစ်ဖက်ကလျက်စီးလိုမြန်ပြီးအလုသမား2ယောက်ရဲ့ဘိုက်ကိုကန်လိုက်တယ်ဖူးအလုသမား2ယောက်ကလေထဲပြန်သွားပြီးမြေပေါ်လဲကျတယ်ဟမ်မင်းဘသူ့ကိုအငင်းနေလည်းမသိဘူးကြံဟောင်ပိုင်ကအေးအေးဆေးဆေးရီလိုက်တယ်ကြီးရန်ဒေတာကကြံမီသားစုကအဆက်အသွယ်ကျဲတယ်တာမန်အလုသမားတွေကိုရိုက်ရင်ဘာမှမဖြစ်ဘူးထင်းအောင်မြောက်ကြီးအဆင်ပြေလားလော်ဟုံကော်လဲစိုးရိမ်လာတယ်လူငယ်မင်းတာလုပ်လို့မဖြစ်ဘူးလော်ဟုံကော်ကဒေါသတကြီးပြောတယ်ကြံဟောင်ပိုင်ကလော်ဟုံကော်ရဲ့ချွေးနှံ့ရတော့မျက်မှောင်ကျုပ်ပြီးလက်ဝါးဝမ်းကိုမင်းတို့သူတို့ကိုသင်ခန်းစာပေးကြငြိမ်သွားအောင်လုပ်အရှင်ပြင်ဆင်ရေးကုမ္ပဏီဝမ်လို့ခေါ်တဲ့ကိုရန်တော်ကဖုန်းကိုပေးလိုက်တယ်အေးကြံဟောင်ပိုင်ကလက်ဝါးပြီးကိုရန်တော်3ယောက်ကအလုပ်သမား3ယောက်ကိုချက်ချင်းသွားရိုက်တယ်ကြံဟောင်ပိုင်ကဖုန်းကန်ရင်ပြောတယ်ဟုတ်တယ်ငါကစကိုင်းဥယျာဉ်ကပါမင်းတို့ဥက္ကဋ္ဌဟူကိုဖုန်းပေးပါဥက္ကဋ္ဌဟူမင်းတို့ဒီနေ့ပို့လိုက်တဲ့အလုပ်သမား3ယောက်ကဘာဖြစ်နေတာလဲသူတို့ကပေါ့ဆပြီးငါမျက်ခင်ရဲ့စကြင်ကြောက်ချမ်းခင်ကိုအကွဲသွားစေတယ်မြန်လူပို့ပြီးဒါကိုဖြစ်ရှင်းမဖြစ်ရှင်းနိုင်ရင်ပတ်စံမျောမှာနဲ့စကားပြောနေတော့မှပဲရက်မျက်ခင်းပြင်ဘက်ကနေဒေါသတန်တန်ထွက်လာတယ်ဒီအချိန်မှာလော်ဟုံကော်နဲ့သူ့အလုပ်ဖော်တွေကတောင်းတနေရမှာကိုရန်တော်ရဲ့ခြေရာတွေပါနေပြီဟင်ကိုရန်တော်3ယောက်နဲ့ကြံဟောင်ပိုင်အားလုံးခေါင်းတွေလှည့်ကြည့်တယ်အရေးတစ်ခုကမျက်ခင်းထဲကိုပြန်ဝင်လာတယ်ကြံဟောင်ပိုင်ကချက်ချင်းမှတ်မိပြီးဒေါသတကြီးပြောတယ်လော်ဖုံးမင်းငါအိမ်ကိုလာပြီးရိုက်ခံဖို့လာတာလားမင်းကိုလော်ဖုံးကသူ့အဖေကိုမြင်တယ်-ကြောကုန်းကွေးနေချွေးတွေရွှဲနေခြေရာတွေပါနေလော်ဖုံးရဲ့မျက်လုံးတွေချက်ချင်းหนีသွားတယ်သူ့အဖေကဒီလိုခါးသီးတဲ့ဘဝကိုခံစားရပြီးအမြဲတမ်းအထင်သေးခံရတယ်ဒီနေ့တော့ဒီလိုမျိုးတွေဖြစ်သွားတယ်ကိုရန်တော်တယောက်ကပတိုတိုနဲ့ဝတယ်သူကအေးဆေးဆေးရဲရင်ရှေ့တိုးလာတယ်ရှေ့ကနေလော်ဖုံးကအော်လိုက်ပြီးသူ့ခြေထောက်ကလျက်စီးလိုမြန်တယ်ပြင်းပြင်းထန်ထန်ကန်လိုက်တယ်ကိုရန်တော်ကသူ့လက်ရမောင်းနဲ့ကာလိုက်တယ်ပြင်းထန်တဲ့ကန်ချက်ကပိုတိုတိုကိုရန်တော်ရဲ့မျက်လုံးတွေကိုပြူးသွားစေတယ်သူကလေထဲ4-5 မီတာအကွာဝေးကိုပြန်သွားပြီးမြေပေါ်ပြန်လဲကျတယ်။အခြားကိုရန်တော်2ယောက်အံ့အားသင့်သွားတယ်။လော်ဖုံးမင်းကလူတွေကိုရဲတယ်နော်။ကြံဟောင်ပိုင်ကမျက်လုံးပြူးပြီးអော်လိုက်တယ်။မင်းကိုယ်တိုင်တောင်းတာမင်းကိုလော်ဖုံးကဒေါသကြီးអော်ရင်မျက်လုံးတွေပြင်းပြင်းကြည့်ပြီးသွားတွေကျိတ်လိုက်တယ်။အတွဲ1အခန်း15 ငါပါမယ်။တိုက်အတူတူတိုက်ချကြံဟောင်ပိုင်ရဲ့မျက်နှာကဒေါသနဲ့หนีနေပြီးလက်တွေကိုဒေါသတကြီးဝှေ့ရမ်းတယ်။ဒီလော်ဖုံးကသူ့နယ်မြေမှာလာရှုပ်တယ်။သူ့ကိုရန်တော်တွေကိုတောင်တိုက်တယ်။တတိထားသူ့ကန်ချက်တွေကလေးတယ်မြေပေါ်ကကိုရန်တော်ဝကဖိုက်ကိုပုတ်နေတယ်ပါဇက်ဘေးကနေသွေးတစ်ဆက်ထွက်နေပြီးခဏတော့မထနိုင်ဘူးဟေ့ကောင်မင်းကတော့တန်တယ်ပေါ့ကွာဝမ်လို့ခေါ်တဲ့ကိုရန်တော်နဲ့နောက်ကိုရန်တော်တယောက်ကလော်ဖုံးရှိရာကိုပြေးလာတယ်လော်ဖုံးရဲ့စွမ်းအားကိုမြင်ဘူးတာမို့သူတို့ကပေါ့မထားဘူးဒီအချိန်မှာလော်ဖုံးကအဖေဘက်ကိုပြေးသွားတယ်ဒါပေမဲ့စကားမပြောခင်မှာပဲလော်ဟုံကောကអော်လိုက်တယ်ငါအဆင်ပြေတယ်ဖုံးမင်းနောက်မှာတခဏအတွင်းမှာပဲကိုရန်တော်2ယောက်ကလော်ဖုံးကိုဘယ်ညာကနေတပြိုင်နက်တိုက်ခိုက်တယ်ကြံဟောင်ပိုင်းတောင်နောက်ကနေလိုက်လာတယ်သူတို့3ယောက်အတူတူလော်ဖုံးကမျက်စိတစ်ဖက်နဲ့ကြည့်ပြီးချက်ချင်းလှည့်လိုက်တယ်လဲတဲ့အချိန်နဲ့အတူသူ့လက်ရမောင်းကိုဓားပုံစံထုတ်ပြီး
ရှေ့ကနေရာကိုတိုက်ခိုက်ရေးဓာတ်လို့ဖြတ်လိုက်တယ်ဟူခုမောင်းကရှေ့မှာလေပြင်းတစ်ခုကိုဖြစ်စေတယ်မကောင်းမှုဝင်လို့ခေါ်တဲ့ကိုရန်တော်ရဲ့မျက်နှာကချက်ချင်းပြောင်းသွားပြီးလော်ဖုံးရဲ့မောင်းကိုလက်နှစ်ဖက်နဲ့ပြေးကာလိုက်တယ်ပေါင်းထိခိုက်တန်တန်လော်ဖုံးရဲ့လက်ဓာတ်ကဝင်လို့ခေါ်တဲ့ကိုရန်တော်ရဲ့လက်နှစ်ဖက်ကိုပြင်းပြင်းထန်ထန်ထိသွားတယ်ဝင်လို့ခေါ်တဲ့ကိုရန်တော်ကသူ့လက်တွေမဟုတ်တော့ဘူးလို့ခံစားရတယ်နာလုံးလို့ခဏလုံးဝမခံစားရဘူးသူ့လက်ရမောင်းအားမရှိသလိုကျသွားပြီးနောက်ဆုတ်ရင်းအော်တယ်ငါလက်ရမောင်းကျိုးသွားပြီဘာလှုပ်ရှားဖို့ပြင်နေတဲ့ကြံဟောင်ပိုင်အံ့အားတင်သွားတယ်သူ့ကိုရန်တော်တွေကဒိုဂျိုရဲ့ထက်တန်းဝင်တွေပဲလော်ဖုံးလည်းထက်တန်းဝင်ပဲအင်အားချင်းတူလောက်တယ်သူ့တိုက်ခိုက်မှုကအထက်တန်းဝင်ဖြစ်တဲ့ဝင်ရဲ့မောင်းကိုကြိုအောင်လုပ်နိုင်မယ်လို့မထင်ဘူးမကောင်းမှုဝင်လို့ခေါ်တဲ့ကိုရန်တော်ကဒဏ်ရာရသွားတယ်ဒါကြောင့်အနက်ရောင်ဝတ်ထားတဲ့ကိုရန်တော်ရက်ရှည်တယောက်ပဲကျန်တော့တယ်သူကအံ့အားတင်ပြီးဒေါသထွက်ရင်သူ့အပေါင်းပါရှုံးနေတာကိုမြင်တယ်အနက်ရောင်ဝတ်ကိုရန်တော်ကသွားတွေကျိတ်ပြီးကန်ချက်တစ်ချက်နဲ့လက်သီးတစ်ချက်ကိုလျှက်စီးလိုမြန်မြန်ပစ်ထုတ်လိုက်တယ်ထပ်ပူလော်ဖုံးကတွက်လက်တယ်ဒါကြောင့်နှစ်ချက်ကိုရှောင်ဖို့နှစ်ကြိမ်လှုပ်ဖို့ပဲလိုတယ်ပြီးတော့သူကပြင်းပြင်းထန်ထန်ဖြတ်ဖို့ပြင်းတယ်သူ့လက်ရလက်ကိုလေထဲမြောက်ပြီးတိုက်ခိုက်လိုက်တယ်သူ့လက်ဖြတ်ချက်ကဓားလိုပဲမြန်လွန်းတဲ့အနက်ရောင်ဝတ်ကိုရန်တော်ကမရှောင်နိုင်ဘူးဒါကြောင့်လက်တွေကိုအပေါ်မှာကာပြီးသွားတွေကျိတ်ကခံလိုက်ရတယ်လော်ဖုံးရဲ့ကြောက်စရာကောင်းတဲ့တိုက်ခိုက်မှုကြလာတဲ့အခါသူ့နှလုံးသားကကြောက်ရွံ့မှုတွေနဲ့ပြည့်နေတယ်ထောင်းကိုရန်တော်ကလက်နှစ်ဖက်လုံးမခံစားရတော့ဘူးလော်ဖုံးရဲ့တိုက်ခိုက်မှုကြောင့်ပျော့သွားတယ်ဒါပေမဲ့လော်ဖုံးရဲ့လက်ဖြတ်ချက်ကအရှိန်မလျော့ဘူးကိုရန်တော်ရဲ့လက်တွေကိုထိပြီးတာနဲ့ပခုံးပေါ်ကိုကျသွားတယ်1000 ကီလိုလောက်ရှိတဲ့အားကကိုရန်တော်ကိုဒူးထောက်သွားစေတယ်ဒါဘလို့ဖြစ်နိုင်မလဲခိုးတိုက်ဖို့ပြင်နေတဲ့ကြံဟောင်ပိုင်းအံ့အားတင်ပြီးရက်သွားတယ်ကိုရန်တော်3ယောက် minus 1ယောက်ကဘိုက်ကိုကင်ပြီးထားဖို့ကြိုးစားနေတယ်နောက်တစ်ယောက်ကမောင်းကျိုးနေတယ်နောက်တစ်ယောက်ကလက်တစ်ချက်ထဲနဲ့ဒူးထောက်နေရတယ်ကြံဟောင်ပိုင်းလော်ဖုံးရဲ့မျက်လုံးတွေကမီးရှံတွေလိုပဲလူကိုကိုက်စားတော့မလို့ပဲမင်းဘာတွေလုပ်နေတာလဲလော်ဖုံးမင်းဘာလုပ်နေတာလဲကြံဟောင်ပိုင်က2လမ်းလောက်မြန်မြန်နောက်ဆုတ်ပြီးអော်လိုက်တယ်ဒါငါအိမ်မင်းဒီမှာဝင်လာပြီးငါလူတွေကိုရိုက်သေးတယ်မန်တောင်ကြီးသေးတယ်မင်းငါအဖေကိုရိုက်တယ်ငါအဖေကိုကန်တယ်လော်ဖုံးကလက်သီးတွေဆုပ်လိုက်တယ်သူ့ကိုယ်ပေါ်ကကြွက်သားတွေအားလုံးတန်မဏိလိုဖြစ်နေပြီးသွေးပြန်ကြောတွေကတီကောင်တွေလိုဖြစ်နေတယ်မင်းအဖေငါမင်းအဖေဘယ်သူလဲတောင်မသိဘူးငါမင်းအဖေကိုဘယ်လိုရိုက်နိုင်မလဲမင်းအဖေကိုကန်နိုင်မလဲကြံဟောင်ပိုင်ကရုတ်တရက်ညစ်ပတ်ပြီးခြေရာတွေပါနေတဲ့အလုပ်သမား3ယောက်ကိုကြည့်လိုက်တယ်လော်ဖုံးပါလို့စကားမပြောဘဲဝင်လာပြီးစတိုက်တယ်ဆိုတာချက်ချင်းသဘောပေါက်သွားတယ်ကြံဟောင်ပိုင်ကလူကိုကိုက်စားတော့မလို့ဖြစ်နေတဲ့လော်ဖုံးကိုကြည့်ပြီးချက်ချင်းអော်လိုက်တယ်လော်ဖုံးငါမင်းကိုတတိပေးတယ်မင်းပေါင်းလော်ဖုံးကပြင်းပြင်းထန်ထန်ကန်လိုက်တယ်သူ့ခြေထောက်ကလျှက်စီးလိုမြန်တယ်ကြံဟောင်ပိုင်ရဲ့ဘိုက်ကိုထိသွားတယ်ဒါကကြံဟောင်ပိုင်ကိုချမ်းပြင်ပေါ်လှဲကျစေပြီးမျက်နှာနီရဲသွားတယ်ငါ့ကိုတတိပေးမလားလော်ဖုံးကကြံဟောင်ပိုင်ရဲ့ကော်လာကိုဆွဲလိုက်တယ်သူ့ဆွဲချက်ကကြံဟောင်ပိုင်ကိုလေထဲမှာဆိုင်းထားလိုက်တယ်မင်းကြံဟောင်ပိုင်ကစကားပြောချင်ပေမဲ့ကော်လာကိုဆွဲပြီးလေထဲမှာလုံးလုံးဆိုင်းထားခံရတော့လေပင်ကိုဖိအားအများကြီးပေးတယ်အသက်ရှူဖို့တောင်ခက်နေပြီးစကားပြောဖို့ဆိုတာမဖြစ်နိုင်ဘူးအင်ရှင်ကိုချက်ချင်းချထားလိုက်ဝေးရကနေဒေါသတန်တန်ထွက်လာတယ်ကိုရန်တော်10ယောက်လောက်ပါတဲ့အဖွဲ့တစ်ဖွဲ့အပြည့်စုံတက်ဆင်ထားပြီးပြေးလာနေတယ်စကိုင်းဥယျာဉ်ရက်ကွက်မှာနေရာတိုင်းမှာကင်မရာတွေရှိတယ်ဒါကြောင့်ရန်ပွဲဖြစ်တာကိုအဆောင်တွေချက်ချင်းသိတယ်ဒီရက်ကွက်မှာနေတဲ့သူအားလုံးကအရေးပါတယ်ဒါကြောင့်လုံခြုံရေးကမြင်တယ်သူတို့ကချက်ချင်းဒီကိုပြေးလာပြီးရဲကိုခေါ်တယ်လော်ဖုံးကအဆောင်တွေလာတာကိုမြင်တော့ကြံဟောင်ပိုင်ကိုလောင်ပြုံးပြီးပစ္စည်းတစ်ခုလိုဘေးကိုပစ်လိုက်တယ်ကြံဟောင်ပိုင်ကမျက်ခင်းပေါ်လဲကျတယ်သူ့ရှက်အင်ကြီးဖြူရဲ့အစိပ်ပိုင်းတချို့စိမ့်သွားတယ်အဖေအဆင်ပြေလားလော်ဖုံးကလော်ဟုံကော်စီလျှောက်သွားတယ်ဘာမှမဖြစ်ပါဘူးချစ်ရလေးတွေပါလော်ဟုံကော်ကနာကျင်နေပုံရတဲ့ကိုရန်တော်တွေနဲ့ကြံဟောင်ပိုင်ရဲ့မျက်နှာပုတ်ပုတ်ကိုကြည့်ပြီးတိုးတိုးလေးစိုးရင်စွာပြောတယ်ဖုံးမင်းအင်အားကိုမထိန်နိုင်ဘူးလားသူတို့ကိုဒီလိုရိုက်လိုက်တော့ဆေးဖို့ကြီးမှာပဲသူတို့မင်းကိုတောင်တရားစွဲနိုင်တယ်ဟုတ်တယ်ဖုံးမင်းနဲ့အလွန်ကြုံဖြစ်သွားတယ်နောက်အလုပ်သမားတယောက်ကစိုးရင်တဲ့လေတံနဲ့ပြောတယ်ကိစ္စမရှိဘူးကောင်းတယ်သူတို့ကငါတို့ကိုလူလိုတောင်မဆက်ဆံဘူးနောက်အလုပ်သမားအရက်ရှိကဒေါသတကြီးပြောတယ်ရက်ကွက်အဆောင်တွေကချမ်းသာတဲ့မိသားစုတွေကိုကောင်းကောင်းသိတယ်ကျန်မိသားစုရဲ့ကိုရန်တော်3ယောက်ကအထက်တန်းကိုရန်တော်တွေဖြစ်ပြီးဒိုဂျိုရဲ့အထက်တန်းဝင်တွေပဲအခုသူတို့အားလုံးဒဏ်ရာပြင်းပြင်းရတော့လော်ဖုံးကိုခဏတော့မနှောက်ယှက်ရဲတော့ဘူးကိုရန်တော်အနေနဲ့လစာရပေမဲ့ဒီကိုရန်တော်3ယောက်လိုရိုက်ခံရပြီးအယိုးချိုးခံရဖို့ဘယ်သူမှဆန္ဒမရှိဘူးပြီးပင်ရုတ်တရက်ရဲကားတန်ကြတော့လူတိုင်းကောင်းလှည့်ကြည့်တယ်ရဲကားတစ်စီးကကြံမိသားစုအိမ်ရှိမှာမြန်မြန်ရက်သွားတယ်ကားတကားလေးပေါက်ဖွင့်ပြီးရဲလေးယောက်ပြေးထွက်လာတယ်ရဲတွေလာပြီးအဆောင်တွေကချက်ချင်းလမ်းဖယ်ပေးတယ်မကောင်းဘူးရဲတွေလာပြီးလော်ဟုံကော်နဲ့အဖွဲအားလုံးအံ့အားသင့်သွားတယ်လော်ဟုံကော်ကလော်ဖုံးကိုထောင်းတနေရာကိုဆွဲခေါ်ပြီးတိုးတိုးလေးမြန်မြန်ပြောတယ်ဖုံးမင်းသူတို့ကိုတန်ရာရစေတယ်ဒါကြောင့်ရဲစခန်းရောက်ရင်ပြဿနာရှိမယ်မလုပ်နဲ့ဦးငါမင်းတွေရှိနေရှာပြီးမယ်အဖေဒါလားလာရှိတိုက်ခိုက်ရေးသမားစာမှုပွဲအောင်ပြီးလော်ဖုံးကတိုးတိုးလေးပြောတယ်ဒီစကားတစ်ခုနဲ့ပဲစိတ်မရှိဖြစ်နေတဲ့လော်ဟုံကောချက်ချင်းစိတ်ရေးသွားပြီးတက်ပြင်းချလိုက်တယ်တကယ်လား
ကောင်းတယ်ဖုံးမင်းစာမွေးပွဲအောင်ရင်ဒီရဲတွေတောင်မင်းကိုဖမ်းဖို့အခွင့်မရှိဘူးလားအလားလာရှိတိုက်ခိုက်ရေးသမားတွေကတိုက်ခိုက်ရေးစာမွေးပွဲဖြည့်ပြီးရင်တိုက်ခိုက်ရေးသမားဖြစ်လာတယ်ကိုခန္ဓာကြက်ခိုင်မှုအောင်ရင်မျိုးဗီဇစွမ်းရင်ကိုလေ့ကျင့်လို့ရတယ်ဒါကြောင့်နိုင်ငံရဲ့စီမံအရာအလားလာရှိတိုက်ခိုက်ရေးသမားဒါမှမဟုတ်တိုက်ခိုက်ရေးသမားတယောက်အမှုတွေပါသွားရင်မြို့ရဲ့လုံခြုံရေးအေဂျင်စီကတာဝန်ယူတယ်ကျန်းနံမြို့မှာကျန်းနံမြို့ရဲ့လုံခြုံရေးအေဂျင်စီကပဲတာဝန်ယူတယ်ဒါကြောင့်တာမန်ရဲတွေကဖမ်းဖို့အခွင့်မရှိဘူးဒါပေမဲ့အဖေအထက်ရရှိကတားအောင်တာကိုအတီးပြုဖို့လိုသေးတယ်နောက်ရက်အနည်းငယ်ကြာမှအလားလာရှိတိုက်ခိုက်ရေးသမားစာရွက်စာတမ်းတွေအိမ်ကိုရောက်ပြီးတားရဲ့ profile မှာ update လုပ်မယ်လော်ဖုန်းကတိုးတိုးလေးပြောတယ်ဒါကြောင့်ဥပဒေအရတားကအခုချိန်မှာတရားဝင်အလားလာရှိတိုက်ခိုက်ရေးသမားမဟုတ်သေးဘူးနောက်ရက်အနည်းငယ်မှဖြစ်မှာလော်ဖုန်းတရားဝင်အလားလာရှိတိုက်ခိုက်ရေးသမားဖြစ်တာကသူ့ရဲ့အများသုံး profile ထဲမှာမှတ်တမ်းတင်တဲ့အခါမှာပဲဒီရဲ့အနေငယ်မှာဒုက္ခရောက်ရင်တော့ကိစ္စမရှိဘူး limit dojo ကိုဆက်သွယ်ပြီးတားအတွက်အာမခံခိုင်းမယ်တားအလားလာရှိတိုက်ခိုက်ရေးသမားစာမွေးအောင်တာကိုတက်တည်ပြခိုင်းမယ်ဒါဆိုတားရဲ့စကန်ကနေချက်ချင်းထွက်လို့ရတယ်လော်ဖုန်းကပြောတယ်ဒါပေမဲ့ဒုက္ခမရှိရင်ဒီဒုက္ခတွေအကုန်မလိုဘူးရဲစကန်မှာရက်အနေငယ်ပဲနေရမှာအဲ့ဒီနောက်တားနေခြင်းရင်တော့မနေလို့ရတော့ဘူးလော်ဖုန်းကခေါင်းညိတ်လိုက်တယ်လော်ဖုန်းရဲနှစ်ယောက်ကရှောက်လာပြီးတယောက်ကစူပူတယ်မင်းတခြားသူတွေရဲ့အိမ်ကိုဝင်ပြီးသူတို့လူတွေကိုတန်ရာရစေတယ်သွားရဲစကန်ကိုလိုက်ခဲ့ငါရဲ့တငယ်ချင်းတို့ငါပါမယ်လော်ဖုန်းကပြုံးရင်းရှိတိုးသွားတယ်သွားကြစို့ဒါပေမဲ့မင်းတို့ကားကငါတို့အားလုံးကိုဆက်မလာတော့မသိဘူးရဲနှစ်ယောက်ထိတ်လန့်သွားတယ်စိတ်မပူပါနဲ့ငါမှကားရှိတယ်ကြံဟောင်ပိုင်ကခေါင်းလှည့်ပြီးရဲလေးယောက်ကိုကြည့်တယ်ဦးလေးလီယူသူကငါ့ကိုရောငါ့ကိုရန်တော့၃ယောက်ကိုပါတိုက်ခိုက်ဒဏ်ရာရစေတယ်ငါတို့အားလုံးတက်တည်ပဲအကုန်ခေါ်ခဲ့တောင်ကဦးလေးလီယူလို့ခေါ်တဲ့ရဲကအမိန်ပေးတယ်လော်ဖုန်းကြံဟောင်ပိုင်ကလော်ဖုန်းကိုမျက်စိထက်ထက်နဲ့ကြည့်တယ်သူ့စိတ်ထဲမှာဒေါသအများကြီးရှိတယ်သူ့ဒေါသကအထက်တန်းចောင်းသုံးနှလုံးလုံးစုထားတာပါဒီနေ့လော်ဖုန်းရဲ့ရိုက်နှက်မှုကဒိုဂျိုမှာအလားတူဖြစ်ရတဲ့တစ်ခုကိုသူ့ကိုသတိရစေတယ်ဒီတစ်ခါတော့မင်းသိရင်တော့လွတ်မှာမဟုတ်ဘူးမင်းငါ့ကိုရောငါ့ကိုရန်တော်တွေကိုပါဒဏ်ရာရစေတယ်ငါတို့ဒါကိုအမှုလုပ်ပြီးမင်းကိုနှစ်အနည်းငယ်ထောင်ချနိုင်တယ်အဲ့ဒီတုန်းကမှမင်းမှန်အောင်ကြီးသေးလားကြည့်မယ်လော်ဖုန်းကပြုံးရင်းရဲတွေနဲ့အတူရဲကားတွေကိုတက်သွားတယ်အတွဲ1အခန်း16 minus ထောင်အခန်းကဗလာမှောင်ပြီးအေးတယ်လေအေးတွေဆက်မပြတ်ဝင်နေတယ်မင်းမတုံပဲမနေနိုင်ဘူးဒါကစစ်ဆေးမင်းမြန်ခန်းလားဒါပေမဲ့လော်ဖုန်းမှာတီးကျင်စိမ့်နဲ့ကြည့်ရင်အခန်းကိုလှည့်ပတ်ကြည့်တယ်သူတို့ငါ့ကိုဒီမောင်တဲ့အခန်းထဲပစ်ထည့်ပြီး AC ကိုဒီလောက်မြင့်မြင့်ထားတယ်စိတ်ပိုင်းဆိုင်ရာစစ်စင်ရေးလုပ်ဖို့လားစစ်ဆေးမြင့်မြတ်တာမစခင်လော်ဖုန်းကအနိုင်ရပြီးသားအလားလာရှိတိုက်ခိုက်ရေးသမားစာမေးပွဲအောင်ပြီးသားလော်ဖုန်းကရဲတွေရဲ့လှည့်ကွက်တွေကိုမကြောက်ဘူးလုံခြုံရေးခန်းထဲမှာရဲအနေငယ်ကလုံခြုံရေးကင်မရာတွေကနေခန်းထဲကိုကြည့်နေတယ်အမျိုးသမီးရဲငယ်တစ်ယောက်ကအံ့တော်တဲ့ခေါင်းဒီလူငယ်ကဘာကိုမှမခံစားရတာလားပုံမှန်ဆိုတယောက်ကစစ်ဆေးမြင့်မြတ်ခန်းထဲဝင်ပြီးနိုင်ဝက်နေရင်သူတို့စိုးရင်စိတ်တွေကြောင့်ထိတ်လန့်သွားတတ်တယ်သူ့ကိုပေါ်မမှန်နဲ့သူ့ profile မှာဖော်ပြတယ်သူကဒိုဂျိုရဲ့အထက်တန်းဝင်တဲ့ပြီးတော့သူကအထက်တန်းဝင်၄ယောက်ကိုတောင်ဒဏ်ရာရစေတယ်။ပြောင်တောက်တဲ့လူလက်ပိုင်းရဲကရေးလိုက်တယ်။တယောက်တည်း၄ယောက်ကိုဒဏ်ရာရစေတယ်။သူဒီလောက်တန်ရင်သူအလားလာရှိတိုက်ခိုက်ရေးသမားဖြစ်နိုင်လား။ဖြစ်ရင်တော့ပြဿနာပဲအမျိုးသားရဲငယ်တယောက်ကပြောတယ်။သူကအလားလာရှိတိုက်ခိုက်ရေးသမားမဟုတ်ဘူး။သူ့ profile မှာရှင်းရှင်းလင်းလင်းဖော်ပြတယ်။ပြောင်တောက်တဲ့လူလက်ပိုင်းရဲကပြောတယ်။တွားကြဆိုရှောင်းရန်ငါနဲ့အတူတွားပြီးသူ့ကိုနည်းနည်းစစ်ဆေးမေးမြန်းရအောင်။ဟုတ်ကဲ့ကောင်။စစ်ဆေးမေးမြန်းခန်းထဲမှာလော်ဖုန်းကနိုင်ဝက်ကျော်ဆောင်နေပြီ။လာပြီလား။လော်ဖုန်းကရဲနှစ်ယောက်ဝင်လာတာကိုမြင်တော့ပြုံးပြီးပြောတယ်။ပြောင်တောက်တဲ့လူလက်ပိုင်းရဲကအံ့သသွားတယ်။ဒီလူငယ်ကမထင်မှတ်ပဲအေးဆေးနေတယ်။သူကအခြားရဲငယ်နဲ့အတူဝင်လာပြီးစစ်ဆေးမေးမြန်းရေးစပွဲရှိမှထိုင်တယ်။ပြီးတော့ပြုံးပြီးပြောတယ်။စိတ်မရှိပါနဲ့။ငါတို့အခြားလူတချို့ကိုစစ်ဆေးမေးမြန်းနေလို့နောက်ကျသွားတယ်။ဒါကြောင့်လည်းငါတို့ရောက်ဖို့ဒီလောက်ကြာတာကိစ္စမရှိပါဘူး။လော်ဖုန်းကမေးတယ်။ပြင်ဆင်ရေးကုမ္ပဏီကအလုပ်သမား3ယောက်ရောသူတို့ပဲသွားလဲ။ငါတို့သူတို့ကိုအိမ်ပြန်လွှတ်လိုက်ပြီးပြောင်တောက်တဲ့လူလက်ပိုင်းရဲကဖော်ရွေတဲ့လေတံနဲ့ပြောတယ်။လော်ဖုန်းကောင်းညိတ်တယ်။ဒီအမှုမှာလော်ဟုံကော်နဲ့အဖွဲ့ကသားကောင်တွေဖြစ်တယ်။ဒါကြောင့်လွှတ်လိုက်တာ။ပြင်ဆင်ရေးကုမ္ပဏီကအလုပ်သမား3ယောက်နဲ့ကြံဟောင်ပိုင်နဲ့သူ့ကိုရန်တော်3ယောက်ကဖြစ်သမျှအကုန်ပြောပြပြီးပြီ။အမှန်တရားကမင်းဘက်မှာမရှိဘူး။မင်းမှပြောစရာရှိလား။ပြောင်တောက်တဲ့လူလက်ပိုင်းရဲကလော်ဖုန်းကိုစိုက်ကြည့်တယ်။ပုံမှန်ဆိုတယောက်ယောက်ကအမှန်တရားကသူတို့ဘက်မှာမရှိဘူးလို့ကြားရင်သူတို့ကိုသူတို့ရှင်းပြဖို့ကြိုးစားတတ်တယ်။လော်ဖုန်းကပြုံးပြီးပြောတယ်။သိမရှိပါဘူး။ကြံဟောင်ပိုင်နဲ့သူ့ကိုရန်တော်3ယောက်ဒီ4ယောက်ကတီကောင်တွေပဲသူတို့ငါ့အဖေကိုရဲတယ်ဒါကြောင့်ငါသူတို့ကိုသင်ခန်းစာပေးလိုက်တာဟမ်ပြောင်တောက်တဲ့လူလက်ပိုင်းရဲနဲ့အမျိုးသားရဲငယ်အံ့အားသင့်သွားတယ်ပေါင်းလူလက်ပိုင်းရဲကစပွဲကိုစောင့်ပြီးစူပူတယ်လော်ဖုန်းလက်တွေ့ကြပါဒါရဲစကန်ဒီလောက်မှန်ပါကြီးနဲ့မှန်လားငါဖြစ်တာကိုပြောနေတာလော်ဖုန်းကပြုံးတယ်ကောင်းပြီငါပြောစရာဒါပဲရှိတယ်ပြောင်တောက်တဲ့လူလက်ပိုင်းရဲကမျက်မှောင်ကျုပ်တယ်လော်ဖုန်းမင်းရဲ့မှန်ကမင်းရဲ့အမှုကိုမကူညီဘူးမင်းတမင်တကာသူတို့ကိုဒီလောက်ထန်ရရစေတာဒါကြောင့်နှစ်အနည်းငယ်ထောင်ကြတာတော့အံ့ရစရာမဟုတ်ဘူးဖြစ်တာတွေကိုအသေးစိတ်ရှင်းပြဖို့ပိုကောင်းတယ်ငါသိပြောစရာမရှိဘူးလော်ဖုန်းကခေါင်းခါရင်ပြောတယ်ပြောင်တောက်တဲ့လူလက်ပိုင်းရဲကမျက်မှောင်ကျုပ်တယ်သူကတိတ်ဆိတ်နေတဲ့လော်ဖုန်းကိုတေချာကြည့်တယ်နောက်ဆုံးမှလက်ဝါးပြီးပြောတယ်ကောင်းပြီ
နောင်မတရားနဲ့ခေါ်သွားလော်ဖုံးကပြုံးရင်ထရက်တယ်အမျိုးသားရဲ့2ယောက်စစ်စစ်မေးမြန်းခန်းနဲ့ပြေးဝင်ပြီးအတင်းအကျပ်ခေါ်ထုတ်သွားတယ်။ GN ဒေသထောင်ကရဲစခန်းနဲ့ကပ်လျက်ပဲတိုက်ခိုက်ရေးသမားတွေရဲ့လွှမ်းမိုးမှုကြောင့်ဒီခေတ်လူအဖွဲ့အစည်းမှာရန်ဖြစ်တိုက်ခိုက်မှုတွေအများကြီးရှိတယ်။ဒါကြောင့်လူအများကြီးဒီမှာချုပ်နှောင်ခံရတယ်။ဒေသတစ်ခုစီမှာဒီလူတွေကိုချုပ်နှောင်ဖို့ကိုယ်ပိုင်ထောင်ရှိတယ်။လော်ဖုံးလည်းဒီနေ့ထောင်ထဲဝင်ရတော့မယ်။မိခိုရောင်အကျဉ်းသားဝတ်စုံဝတ်ပြီးတာနဲ့လော်ဖုံးကိုတော့ခတ်တယ်299ဒါကအခန်းဝင်လိုက်အဆောင်ကလော်ဖုံးကိုတွန်းထည့်ပြီးထောင်တကားကိုတော့ခတ်တယ်။ဒီမှာချုပ်နှောင်ခံရတဲ့သူတွေကတခိုးအရက်မူးပြီးကားမောင်းတဲ့သူရန်ဖြစ်တဲ့သူနဲ့တရားစွဲခံရဖို့စောင့်ဆိုင်နေတဲ့ပြစ်မှုကျူးလွန်သူတွေပဲလော်ဖုံးရဲ့ရန်ပွဲအမှုကဒီမှာတာမန်ပဲရိုးရိုးပြောရရင်ဒါကလူအနှဲငယ်ကြားကရန်ပွဲသေးသေးလေးပဲဒါပေမဲ့ဒီအမှုကိုတရားရုံးကိုတင်ရင်လော်ဖုံးနှစ်အနှဲငယ်ထောင်ချနိုင်တယ်အကြောင်းရင်းကတော့လော်ဖုံးကအလားလာရှိတိုက်ခိုက်ရေးသမားမဟုတ်ဘူးလေထောင်ကန်းထဲမှာဟေးလူတစ်လားစေးမင်ကြောင်တွေပါတဲ့ပြောင်တောက်တဲ့လူရိုင်းတစ်ယောက်ဂရင်ပေါ်လှဲနေတယ်သူ့ဘေးမှာအဖိုးကိုတစ်ယောက်ကသူ့ကိုနှိပ်နေပေးနေတယ်ပြောင်တောက်တဲ့လူရိုင်းကလော်ဖုံးကိုစိုက်ကြည့်တယ်ဟေ့ကောင်မင်းကအယိုးတွေပဲမစိုးဘူးလာပြီးငါခြေသလုံးကိုကန်ဆန်းလော်ဖုံးကပြောင်တောက်တဲ့လူရိုင်းကိုထူးဆန်းစွာကြည့်တယ်ထောင်ခန်းထဲမှာအနိုင်ကျင့်တာရှိတယ်ဆိုတဲ့ကောလာဟာလာတွေကြားဘူးတယ်ဒါပေမဲ့ကောလာဟာလာတွေပဲဒါပထမဆုံးချိန်ကိုတိုင်မြင်ရတာဟေ့မင်းနာမကြောက်လားပြောင်တောက်တဲ့လူရိုင်းကမျက်လုံးပြူးပြီးထရက်တယ်စိတ်ဝင်စားဖို့ကောင်းတယ်လော်ဖုံးအရန်သိချင်နေတယ်ရန်ဖြစ်ချင်လားလော်ဖုံးရဲ့မလေးစားမှုကိုမြင်တော့ပြောင်တောက်တဲ့လူရိုင်းကရုတ်တရက်သူ့လက်ဝါးရွက်ကြီးကိုမပြီးလော်ဖုံးရဲ့ခေါင်းကိုသွားတယ်အနှဲငယ်လှုပ်ရှားလိုက်တာနဲ့လော်ဖုံးရဲ့လက်မောင်းကမွေလိုထွက်လာပြီးပြောင်တောက်တဲ့လူရိုင်းရဲ့လက်ကောက်ဝတ်ကိုဆွဲလိုက်တယ်ဟင်းပြောင်တောက်တဲ့လူရိုင်းကပြင်းပြင်းထန်ထန်လှုပ်တယ်သူ့လက်မောင်းကတန်ကြိုးတွေနဲ့ညှက်ထားသလိုခံစားရတယ်သူလုံးဝအားမထုတ်နိုင်ဘူးသူ့မျက်နှာကလုံးဝပြောင်းသွားတယ်သူဒုက္ခရောက်ပြီဆိုတာသိတယ်ငါခြေသလုံးကိုကန်ချင်လားလော်ဖုံးရဲ့လက်ရလက်ချောင်းတွေကအားပြင်းပြင်းနဲ့ပြောင်တောက်တဲ့လူရိုင်းရဲ့လက်ကောက်ဝတ်ကိုလိမ်လိုက်တယ်သူကနာကျင်စွာနဲ့ဒူးထောက်ပြီးတောင်းပန်တယ်အကိုကြီးခမ ्या ကိုမမှတ်မိလိုက်ဘူးအကိုကြီးကျွန်တော်ကိုလွှတ်ပေးပါအစားပြင်းထန်တဲ့နာကျင်မှုကသူ့ကိုအလိုလိုအော်ငိုမိစေတယ်လော်ဖုံးကအနှဲငယ်အားသုံးပြီးပြောင်တောက်တဲ့လူရိုင်းကိုနယံဘက်ကိုပစ်လိုက်တယ်ငါခြေသလုံးကိုကန်ကျင်တဲ့အခါပြောနော်လော်ဖုံးကဟာတာလီတန်နဲ့ပြောတယ်ဒါနဲ့ပဲသူရုတ်တရက်ခုန်တက်ပြီးလက်ရလက်အကူညီနဲ့ဂရင်ပေါ်မှာလှဲနေပြီးပြောင်တောက်တဲ့လူရိုင်းကထောင်းတနေရာမှာထိုင်ပြီးသူ့လက်ရလက်ကောက်ဝတ်ကိုဖွင့်နေတယ်ထောင်ငန်းထဲမှာရှိတဲ့အဖိုးအိုနဲ့ပိမိန်ပါပါလူငယ်ကပြောင်တောက်တဲ့လူရိုင်းကိုကြည့်တယ်ပြီးတော့လော်ဖုံးကိုကြည့်တယ်ဟွမ်ပြောင်ဘာဖြစ်လို့လဲထောင်ရှိမှရက်နေတဲ့အဆောင်ကတဟာဟာရဲတယ်မင်းကိုဘယ်သူရှုပ်လို့လဲဒါဘလို့ဖြစ်တာလဲဟိုဟာမင်းနဲ့တူလာတဲ့လူတစ်ကဒိုဂျိုရဲ့အထက်တန်းဝင်၄ယောက်ကိုရိုက်ပြီးမှဒီကိုရောက်လာတာတတိထားပြီးသူ့ကိုမနှောက်ယှက်နဲ့ဒါပြောပြီးတာနဲ့အဆောင်ကတချင်းလေးတစ်ပုတ်ကိုညှက်ပြီးထွက်သွားတယ်အစောကလေးကပြောတင်တာပြောင်တောက်တဲ့လူရိုင်းကဂရင်ဘက်ကိုကြောက်ရွံ့စွာကြည့်တယ်လူတစ်ယောက်ထဲကဒိုဂျိုရဲ့အထက်တန်းဝင်၄ယောက်ကိုရိုက်တယ်ဒါမကောင်းဘူးဒီအတော့အတွင်းလော်ဖုံးကလစ်မစ်ဟောမှာဖတ်ခဲ့တဲ့မျိုးဗီဇစွမ်းရင်နီးစနစ်အကြောင်းကိုတွေးနေတယ်ဟင်းဒီမှာဘာမှမလုပ်စရာရှိတော့ဘူးမိုက်မှောင်ရင်မျိုးဗီဇစွမ်းရင်ကိုစလေ့ခြင်းပဲတိုက်ခိုက်ရေးသမားတွေကသူတို့ရဲ့မရက်တက်နိုင်တဲ့ခွန်အားအတွက်မျိုးဗီဇစွမ်းရင်ပေါ်မှာမိခိုတယ်လော်ဖုံးသူ့ထောင်ကန်ထဲမှာမျိုးဗီဇစွမ်းရင်လေ့ကျင့်ဖို့စီစဉ်နေတော့မှာပဲ GN ဒေတာရဲစခန်းနာက KTV အခန်းတစ်ခုထဲမှာလူငယ်2ယောက်ကမိန်းကလေးတစ်ယောက်နဲ့ပျော်နေတယ်သူတို့ထဲကတစ်ယောက်ကအော်ဟစ်ပြီးတချင်းဆိုနေတယ်အဲ့ဒီလူငယ်ကတော့ကြံဟောင်ပိုင်ပဲကောင်းပြီမင်းတို့2ယောက်ထွက်လို့ရပြီကြံဟောင်ပိုင်ကလက်ဝါးတယ်အခန်းထဲမှာကြံဟောင်ပိုင်နဲ့မျက်မှန်တက်ထားတဲ့ဆယ်ကျော်သက်တစ်ယောက်ပဲကြံတော့တယ်အကိုကျိုးခမ ्या ကိုဒီကိုအကူကြီးတောင်းဖို့ပြောခေါ်တာကြံဟောင်ပိုင်ကစကားဆတယ်အကူကြီးတောင်းစရာရှိရင်မချီတုံချတုံနဲ့မနေနဲ့မျက်မှန်တက်ဆယ်ကျော်သက်ကရည်တယ်ငါကူညီနိုင်ရင်ချက်ချင်းကူညီမယ်ဒီလိုပါလော်ဖုံးလို့ခေါ်တဲ့လူတစ်ယောက်ရှိတယ်ဒီကောင်ကငါ့ကိုအမြဲတမ်းဆန့်ကျင်တယ်စကားပြောရင်းကြံဟောင်ပိုင်ကဒေါသတကြီးတွေးထွေးတယ်ဒီတစ်ခါတော့သူကငါ့ကိုရန်တော်3ယောက်ကိုတန်ရာရစေပြီးငါ့ကိုပါရိုက်တယ်အကိုငါဒါကိုမခံနိုင်တော့ဘူးဒီလူကအခုထောင်ထဲမှာချုပ်ထားတယ်ဒါကြောင့်အကိုကျိုးကိုအဆောင်တွေကိုရှင်းပြီးလော်ဖုံးကိုသင်ခန်းစာပေးဖို့ပြောချင်တယ်ဟုတ်လားကိစ္စမရှိဘူးဒါပေမဲ့အဆောင်တွေရဲ့ပူးပေါင်းဆောင်ရွက်မှုအတွက်ပတ်စံလိုတယ်မျက်မှန်တက်ဆယ်ကျော်သက်ကမျက်ခုံးကိုတွန့်လိုက်တယ်ပတ်စံကပြဿနာမဟုတ်ဘူးငါဒီမှာ3သိန်းရှိတယ်အလုပ်ပြီးရင်နောက်ထပ်3သိန်းထပ်ပေးမယ်ကြံဟောင်ပိုင်ကသူ့ပတ်စံအိတ်ကိုဆယ်ကျော်သက်စီကိုချက်ချင်းပစ်ပေးလိုက်တယ်ဟာကောင်းတယ်မျက်မှန်တက်ဆယ်ကျော်သက်ကပတ်စံအိတ်ကိုတော့မကြည့်ပဲခေါင်းညိတ်တယ်2သိန်းသူ့ကိုမသိစေရင်ဘာမဆိုလုပ်လို့ရတယ်ပြောစမ်းသူ့ကိုဘလို့ရိုက်ရမလဲသူ့ခြေထောက်တစ်ဖက်နဲ့လက်မောင်းတစ်ဖက်ကျိုးအောင်လုပ်ကြံဟောင်ပိုင်ကသွားတွေကြိတ်တယ်ရတယ်လွယ်ပါတယ်မျက်မှန်တက်ဆယ်ကျော်သက်ကချက်ချင်းခေါင်းညိတ်တယ်ကြံဟောင်ပိုင်ကသတိပေးတယ်အကိုကျိုးဒီလော်ဖုံးကလွယ်တဲ့ပြစ်မှတ်မဟုတ်ဘူးသူကငါ့ကိုရောငါ့ကိုရန်တော်3ယောက်ကိုပါရိုက်တယ်စိတ်မပူပါနဲ့မျက်မှန်တက်ဆယ်ကျော်သက်ကယုံကြည်စွာရည်တယ်မင်းစိတ်ချလက်ချထားနိုင်တယ်သတင်းကောင်းကိုစောင့်လိုက် TR မှတ်ချက် KTV ဆိုတာကမသိသူတွေအတွက်ရှင်းပြရရင်တီးသန့်အခန်းငှားပြီးကြိုတင်ရိုက်ကူးထားတဲ့ဗီဒီယိုဒလက်သချင်းတွေနဲ့အတူသချင်းဆိုလို့ရတဲ့နေရာပါကာရာအိုကေ